မြန်မာမင်္ဂလေးမှန်သမျှ TV ကိုကြည့်သွားပေးပါအလောက်ကောင်းတယ်ဆိုပြီးတိုင်းကပြပြီးတော့မယုံပါနဲ့တေချာစစ်ဆေးပေးပါမေးမြန်းပေးပါအခုစီရင်တော့မြန်မာနိုင်ငံမှာတော်တော်များများရှိကြတယ်နိုင်ငံခြားမှာအလောက်ကောင်းတယ်အဆင်ပြေတယ်ပြောကြတယ်ဒါပေမဲ့တကယ်ကြတော့နိုင်ငံခြားပတ်စံကောင်းတာမဟုတ်ဘူးကိုယ်ရောင်းစားဖို့အကြီးကျနဲ့ခေါ်ပြီးတော့ကိုယ်အလုံးမလုပ်ရဘဲနဲ့ရောင်းစားခံရတဲ့ကျွန်တော်တို့မြန်မာမင်္ဂလေးတွေတော်တော်များများဖြစ်နေတယ်တချို့မိဘတွေကဂရုစိုက်ပါကိုယ့်ရဲ့သားသမီးတွေမတွားခင်စစ်ဆေးသူကတကယ်ဟုတ်ရဲ့လားမဟုတ်ဘူးလားဆိုတာကိုတေချာစစ်ဆေးမေးမြန်းစုံစမ်းပြီးမှကိုယ့်ရဲ့သားသမီးကိုလွှတ်ပေးပါအခုထိုင်ဝမ်မှာစီတော့ဖမ်းမိရတယ်ကျွန်တော်တို့မြန်မာမင်္ဂလေး9ယောက်လွတ်မြောက်ပြီးတော့ရဲစီကိုအကူအညီတောင်းတယ်သူတို့ကရောင်းစားခံရတယ်အဲကြောင့်ရဲတွေကိုဂမန်းကရန်ပြေးပြီးတော့လာရောက်ပြောပြပြီးတော့မှအကူအညီတောင်းပြီးမှအခုရဲတွေကအဲ့ဒီခန်းကျောက်ကိုဖမ်းမိတယ်။ကုံတော့ပြီလို့မဟုတ်ဘူးနော်။အများကြီးတချို့နိုင်ငံမှာလည်းရှိတယ်။ဥမာကာတာတွေလည်းရှိတယ်။နောက်ပြီးတော့ဒူဘိုင်းမှာလည်းရှိတယ်။အိုမန်မှာလည်းရှိတယ်။ရောင်းစားခံရတဲ့လူတွေ။အယောင်စားခံရတဲ့ကျွန်တော်တို့မြန်မာမိန်းကလေးတွေ။တရုတ်မှာလည်းရှိတယ်။ထိုင်းမှာလည်းရှိတယ်။အခုစီတော့တော်တော်များများကျွန်တော်တို့မြန်မာမိန်းကလေးတွေကိုရောင်းစားခံရတယ်ဆိုတဲ့သတင်းကိုခဏခဏတွေ့တယ်။သားသမီးတွေကိုမလွတ်ခင်နိုင်ငံခြားမှာအလုပ်ကောင်းရတယ်အလုပ်စင်ပြေတယ်ဘာညာပတ်စံအများကြီးရတယ်ဆိုပြီးတော့ကိုယ့်ရဲ့သားသမီးကိုအရစ်ကျနဲ့တွင်းပေးလိုက်လှုပ်ပေးလိုက်တာနဲ့ဆိုတော့ကိုယ့်ရဲ့သားသမီးဘဝတစ်ခုလုံးပြိုလဲသွားမယ်ပျက်စီးသွားမယ်ဆိုတာကလည်းနည်းနည်းလေးဂရုစိုက်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်